အောင်မဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ဆိုယူတို့မိတ်ဆွေထဲမှာအိုက်ဒေါကပ်ပဲလဲဖြစ်တဲ့မာကြီးတို့ရဲ့9နှစ်ပြည့် anniversary ကိုမအေးသိမ့်ချံမှာလုပ်တာနဲ့တွားပစ်ခဲ့ပါတယ်ဒီနေ့ကဟိုပါပေါ့ညီမလေးတို့ anniversary လောက်တာလားအဲ့ဒါလာပေးတာဟုတ်ပြီအဲ့ဆိုတော့အမချံလာတာပြောလားပြောတာပေါ့မ easy ပဲဟန်တစ်ခါဆိုကျင်းလေးဖြစ်တယ် easy လေးဖြစ်တယ်မိုင်းဟုတ်တယ်တိတ်ဆိတ်နေရနော်ဘက်မှာအမပြင်ထားတာလေးလိုက်ကြည့်လိုက်ဆိုးရောက်တဲ့အချိန်ကမနက်စာတော့ခင်းထားပြီးတယ်ပေါ့နော်မနက်စာကကြာစံကြော်လေးရယ်ကြာစံကြော်နဲ့တွေ့စားဖို့ဟင်းရယ်ပြီးတော့ဝက်သားလေးလည်းပြင်ပေးထားရပေါ့နော်ဝက်သားလေးကလေဝက်နှစ်ရွက်တီလည်းရှိတယ်ဝက်အသားအစုံပေါ့နော်ဝက်သားအချိုလေးချက်ထားပါတယ်ပုံမှန်ဆိုတော့ဆိုးရွာမွေးနေ့တို့ anniversary တို့ဆိုလို့ရှိရင်ဒီ staycation နေလိုက်တယ်ဆိုင်မှာစားကြတောက်ကြတယ်ပေါ့နော်ဒီမက်အေးသိန်းချံကရန်ကုန်ကနေဆိုရင်နည်းနည်းလေးလှမ်းနေတဲ့မှာတော့ပါတယ်ပေါ့နော်သူတို့ဘာလို့ season လဲဆိုယူလည်းမသိဘူးဒါပေမဲ့ရောက်သွားတဲ့အချိန်မှာတော့ vibe လေးကအရန်ကောင်းတယ်ပေါ့နော်ဒီရွာမင်္ဂလာဆောင်တို့ရွာဘက်ကအလှူတို့အဲ့လိုရောက်သွားသလိုအေးဆေး vibe လေးရတယ်ပြီးတော့ဒီနေရာလဲကျဲတဲ့အတွက်ကြောင့်မို့လို့ဒီခလစ်ကိုကမိသားစုနဲ့လာတဲ့ကလေးတွေပါလာရဲဆိုလဲကလေးတွေစောဖို့လွတ်လွတ်လပ်လပ်နေရာရှိတယ်ပြီးတော့ဟိုဘက်မှာလည်းရေကူးကန်ရှိတယ်ပေါ့နော်ဒါပေမဲ့ဆိုးတို့ကတော့မရောက်ဖြစ်ခဲ့ဘူးဘန်ဂလိုလေးတွေလည်းရှိတဲ့အတွက်ကြောင့်မို့ညအိတ်လာခြင်းလည်းသူတို့လည်းအဆင်ပြေတယ်ပေါ့နော်ဒါကတော့မအေးသိန်းပါတွေချက်နေပြီလဲဆိုတာနည်းနည်းလေးသွားဆက်စုမယ်ပေါ့နော်ဘာတွေချက်နေပြီလဲဆိုတော့အခုဒီမှာအမီးလဲစားမယ်နေ့လဲစားလဲစားမယ်နောက်တစ်ခုကမနေ့က breakfast ပါစားတာဆိုတော့အကုန်လုံးကိုစက်တိုက်ပြင်ဆင်နေရဟုတ်ဒါအမရဲ့ငါးဒုက္ခကြောင့်ငါဒုက္ခကြောင့်ဟုတ်အခုပြင်ပြီးတော့မှအမခင်းနေတယ်ဟုတ်ကဲ့မိုင်းဟုတ်အဲ့ဆိုစောင့်နေလိုက်တော့မယ်နော်စောင့်နေလိုက်ညီမလေးစောင့်နေလိုက်ချိုင်းရီချိုလေးရယ်တောချက်ကြော်မွေးလေးရယ်ပြီးကြရင်ပင်းနေဆောင်အစုံထောင်းရယ် special ပဲမပြင်လာတယ်ဟုတ်နန်းနေလဲဖြူတယ်ပဇွန်လေးခိုင်းချိုးနေအောင်မှာဟုတ်မိုက်ထန်းရည်ကိုလည်းပြောတယ်လုံးဝထန်းရည်အစစ်စစ်တောင်းလာတာရွှေပဲတဲ့အမပြောနေကြတယ်ဟုတ်တယ်ဒါကတော့ငါးဒုက္ခကြော်လေးပါဒါကတော့ပင်လယ်စာအစုံထောင်းပေါ့နော်ဒါတွေကလေမနက်စာနှိပ်လယ်စာဟင်းနေမဟုတ်ဘူးဒီဆိုယူလိုထန်းရည်နဲ့မြည်ဖို့အတွက်အမြည်ပေါ့နော်ဒါလေးကကြတော့ဝက်နိုင်ရိုးကြော်လေးပါဒီငါးဒုက္ခကြော်ကလေဒီအထဲထဲမှာအရသာလေးတွေဝင်အောင်အထဲအကောင်လိုက်ထည့်ပြီးတော့ကြော်ထားတာပေါ့နော်ဒါကတော့တောချက်ကြော်လေးပါဒီတောချက်ကြော်ကလေဒီကြက်နီမာရဲ့အသားပေါ့နော်သူ့ရဲ့အသားကလေအရန်အဲ့လိုဟိုတယ်တွေပါတယ်လို့ဆိုတာထက်ကိုအရန်ဆိုတာတက်ကိုတဘာဝရဲ့အချိုအရသာဟိုအချိုမုံနေအရသာမဟုတ်ပဲသူကနေကြက်အချိုလေးနဲ့ဝင်နေနော်ဟိုင်းအမတော့ရှမီထိုင်းမတော့ပြောမယ်ဟုတ်ရင်ဟိုနားမှာသွားမင်းပထမတငုံအဝင်ကတော့ခါရတယ်ပေါ့နော်ဒုတိယတငုံအဝင်မှာတော့ချိုသွားတယ်ပေါ့နော်အခုမှနှိမ့်လဲစားပြင်တာပေါ့နော်ဒါကတော့နှိမ့်လဲစားအတွက်တူစေရပြီးတော့ဒီရွှေပဲရွက်တုပ်ရွှေပဲသီးတုပ်ထင်တယ်ပေါ့နော်ဆိုပြီးတော့အဲ့ဒါတော့မစားဘူးခရမ်းသီးတောင်ပြီးတော့ငပိချက်ဆိုလဲပဇွန်တွေကအများကြီးပဲပေါ့နော်ပြီးတော့ဝက်သားအချိုချက်မုံညင်းဖြူချောမြန်မာချက်ပေါ့နော်မြန်မာချက်ဆိုလဲလုံးဝအီဆက်ညညောဟောသူချက်တဲ့ဟင်းတွေကမြန်မာဟင်းတွေပဲပေါ့နော်ကြက်သားဝက်သားဒီငပိချက်အဲ့ဒါတွေကိုပဲဟိုမှာစားပြီးတဲ့အချိန်မှာလေသူတို့လာတာဒါကြောင့်လာကြတာဆိုတော့ခံစားချက်လုံးဝရတယ်ပေါ့နော်တော်တော်လေးကိုစားကောင်းတယ်ဒီမြန်မာဟင်းဆိုတဲ့ခံစားချက်ကိုလုံးဝအပြည့်အဝရတယ်ပေါ့နော်နှစ်လေစားပြီးတော့ဆိုတော့ဂိမ်းဆော့ကြတယ်ပေါ့နော်ဒီမှာလေနေရာလေးကလေကစားတာ activity လေးတွေလုပ်လို့ကောင်းတယ်နောက်ပြီးတော့ဒီတငယ်ချင်းနဲ့ကစားရတာလေလုံးဝငယ်တော့ကစားခဲ့ရတဲ့ဘောက်ကိုပြီးတော့ပြန်ရတာလို့ရှိရင်ဘာသွားကြရဲ staycation နေကြတယ်အများဆုံးလို့ KTV သွားတာပဲရှိတာမျိုးဆိုတော့ဒါလေးကတော့လုံးဝအမှတ်တရပဲပေါ့နော်ဆိုးတို့ကစားပြီးတဲ့အချိန်မှာတော့ဒီအကျော်လေးလာချပေးတယ်ပေါ့နော်အကျော်ကလေအရန်ကောင်းလို့အချင်းတောင်မရောက်သေးဘူးဆိုတော့စားပြီးကုန်ပြီပေါ့နော်တကယ်ကအကျော်နဲ့ဒီကောက်ညင်းပေါင်းအီလေးနဲ့ကိုစားရမှာလေစားလို့ဟိုဒီချလို့တော့မပြီးဘူးဆိုတော့ကုန်သွားပြီပေါ့နော်တနေ့ကောင်စားကောင်းတွေလည်းစားပြီးပြီ activity လည်းအများကြီးလုပ်ပြီးပြီညနေလည်းစောင်းပြီဆိုတော့ပြန်လိုက်ပါဦးမယ်ရှင်အဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်တတ